နေရာပဲလက်တာရေးခွာရဒါဆိုဒီအဲ့လိုရောပြီဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးဆရာဟုတ်ကဲ့ကျေးဇူးပါနေစမ်းပြီးတော့တမီးယူရင်ထားမောင်နှမတတွေဆွတော်ဝင်များပိုးဆိုးပတ်ဆက်လက်ခံနေပါပြီဟုတ်ကဲ့ဒါဒိုးဆရာဟုတ်ကဲ့ကျေးဇူးပါရိုးရိုးတန်းတန်းလက်ခံပိုးဆိုးပတ်ဆက်လက်ခံဟုတ်ကဲ့ဒါမကြမရလာလို့ရပါတယ်စိုက်ဆရာဟုတ်ကဲ့စိုက်ဆရာတော့အဲ့လိုမပြောနဲ့ကျေးဇူးပါလေတလေးရှင်းသွားပြီဒီမထာအဲ့တော့ကိုကြီးညီမလေးပြိထက်ကိုကြားခဲ့တဲ့သချင်းတွေရှိရင်သမီးတို့နားတောင်းမှရှိငွေကအဓိကမဟုတ်ပါဘူးအရင်မကြည့်ပါဘူးသမီးယူထက်မှာငွေကအဓိကမဟုတ်ပါဘူးရှင်ကြည့်ပါပတ်စံအဓိကပါဟုတ်ကဲ့ဒါတော့ဒီလိုလိုက်တောင်းနေရပါရတယ်လှည့်ပြီးတော့ကောင်းတာပဲကောင်းတာပဲအဲ့ဒါကလည်းကိုကြီးမိမိချစ်တာလေးဖြစ်တော့ဒီရောမှာညောင်ရှင်ကျွေးရောမှာချစ်သူပြောက်နေတယ်ချစ်သူပြောက်ဟုတ်တယ်ဒီရောရောက်မှချစ်သူပြောက်တာဟုတ်တယ်အခုမေးပြမေးပြဝဲကင်းထဲမှာရောရီတဲ့ချစ်သူလာသလားဘောကမလာဘူးတဲ့တရားနာတယ်ဝဲကင်းထဲမှာရောရီတဲ့ချစ်သူလာသလားယောက်ျားပြောင်းနဲ့နားတဲ့ကောင်ဒူးလာကိုင်းလို့ဟဲ့ဝဲရီလာရီလာဟောရီလာဟိုမှာရုံးနေတဲ့ချစ်သူပြောက်နေတာဆိုတော့ဘယ်လိုလုပ်လိုက်ကိုရဲဟိုချစ်သူဆိုတော့ तू ကတမီးရဲ့ချစ်သူ